လူမျိုးအားပြောပြရန်ဝတ္ထုရှိသည်ထိုဝတ္ထုဖြင့်စိတ်ပြောင်းလဲမည်ချိုးသားသောဝတ္ထုတော်မှန်ဤငြိမ်သက်ခြင်းအလင်းနှင့်ပြေငြိမ်သက်ခြင်းအလင်းနှင့်ပြေမောင်မိုက်ခြင်းဒီအလင်းဖြစ်လေမည်နက်နက်ချိန်မွန်တယ်လို့လေမည်နိုင်ငံတော်သည်မြေပေါ်မှာတည်မြေတာအလင်းနိုင်ငံသည်လူမျိုးအားဆိုပြရသိခြင်းရှိသည်ကိုယ်တော်ကိုသူတို့ချီးမွမ်းမည်ထိုသိခြင်းအပြင်ပြေအောင်မည်ကြံတမ်းမှုပါပြောင်းစေမည်ကြံတမ်းမှုပါပြောင်းစေမည်မောင်မိုက်ခြင်းဒီအလင်းဖြစ်လေမည်နက်နက်ချိန်မွတ်တယ်လို့လင်းမည်နိုင်ငံတော်သည်မြေပေါ်မှာတည်မည်နေတာအလင်းနိုင်ငံသည်လူမျိုးအားပြရန်ခဲ့တင်ရှင်ရှိသည်ကိုယ်တော်သည်ဒုက္ခကံခဲ့ပြီဤသာအပေါင်းသည်ခံရ၏ဒေသတရားသိစေဒေသတရားသိစေမမချင်းဒီအလင်းဖြစ်လေမည်နက်နက်ချိန်မွန်တယ်လို့လင်းမည်နိုင်ငံတော်သည်မြေပေါ်မှာတည်နေတာအလင်းနိုင်ငံသည်အာမင်ဆုတောင်းကြရအောင်